အားလုံးပဲမင်္ဂလာပါဝိုင်းလေးပါဒီနေ့ဝိုင်းလေးက Facebook ကော TikTok မှာကော trend ဖြစ်နေတဲ့ပစ္စည်းလေးတစ်ခုကို unboxing လေးလုပ်ချင်ပါတယ်အဲ့ပစ္စည်းလေးကတော့သပင်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတစ်ခုပေါ့နော်ဘာပစ္စည်းလေးဖြစ်မလဲဆိုတာကိုအတူတူ unboxing လေးလုပ်ကြည့်အောင်ဒီပစ္စည်းလေးကိုဝိုင်းလေးက Lazada ကနေမှာထားတာဖြစ်ပါတယ်အချိန်ကတော့တစ်ပတ်လောက်ပဲစောင့်ရတယ်ပေါ့နော်သူ့ရဲ့ packaging လေးကဒီလိုနောက်တစ်ထပ်ပေါ့နော်ဒီလိုနောက်တစ်ထပ်ပေါ့သူ့ရဲ့ packaging လေးကတာဒါဘာလေးလဲသိလားသပင်ကောက်ဆက်လေးဖြစ်ပါတယ်ဒီဟာလေးကလေအရန် trend ဖြစ်နေရပေါ့နော်မိန်းကလေးတွေအတွက်လည်းသပင်ကောက်ရတာအရန်လွယ်တယ်လို့ပြောတယ်ဘယ်လိုဖြစ်မလဲတော့မသိဘူးဘူးလေးကတော့ဒီလိုလေးပေါ့နော်โอเคအဲ့ဆိုရင်ကြည့်လိုက်ရအောင်ဝါဟိုလာတယ်တော်တော်လာတယ်ဒီလိုမျိုးသပင်ကောက်တဲ့ဆက်ရယ်ပြီးလို့ရှိရင်ဘီးတစ်ချောင်းပါတယ်ကလစ်ကလေး3ခုပါတယ်ဘူးလေးကလည်းချစ်စရာလေးโอเคအဲ့ဆိုရင်စမ်းကြည့်အောင်နော်ဒါကကြတော့ तू ကအပူချိန်ကိုကြည့်လို့ညှိလို့ရတယ်ပေါ့နော်ဒီဘက်မှာ तू ကဒီမှာအပြင်ဘက်ကိုလိမ့်မလားအတွင်းဘက်ကိုလိမ့်မလားရွေးလို့ရတယ်အဲ့တော့စမ်းကောက်ကြည့်မယ်နည်းနည်းလေးဆက်ပူလာလို့ရှိရင်နော်ဒီစပင်လေးကိုစမ်းကောက်ကြည့်မယ်ဒီဘက်ကိုလှည့်လိုက်ဒီကနေလှည့်နေဟိုးကောက်သွားပြီစိုးပါအောင်ဆိုတော့သပင်ကနည်းနည်းတူသေးတယ်ဆိုတော့အရှည်လေးကိုကောက်ကြည့်အောင်โอเคကြည့်အောင်ဝါလာတယ်လာတယ်လာတယ်အဲ့တော့ဝိုင်းတို့သပင်အကုန်လုံးကိုကောက်ကြည့်လိုက်မယ်ဝိုင်းကဒီတေးတော့မကောက်တော့ဘူးပေါ့နော်အပေါ်ရန်လေးတွေပဲကောက်လိုက်မယ်တကယ်တမ်းကျတော့ဒီလိုမျိုးကောက်ရတာတော့တော်တော်လေးတော့လွယ်ကူတယ်ပေါ့နော်လွယ်ကူတယ်ရိုးရှင်းတယ်ပြီးတော့မြန်တယ်လာတယ်ကဲဒါလေးကတော့ဒီဆက်ကလေးနဲ့ကောက်ပြထားတာပဲဖြစ်ပါတယ်တေချာလေးတော့ဝိုင်းမလောက်ရသေးဘူးပေါ့နော်ဒါပေမဲ့ဒါပထမဆုံးအစမ်းမာတွေကိုတော်တော်လေးကိုအဆင်ပြေနေပြီသပင်ကိုသူ့ခွဲချောင်းလေးနဲ့သူဖြည်းဖြည်းချင်းလိမ့်သွားမယ်ဆိုလို့ရှိရင်အတွင်းဘက်ပဲလိမ့်ဒီအပြင်ဘက်ပဲလိမ့်ပေါ့နော်ဒီကောက်သားလေးတွေကတော်တော်လေးကိုလှတယ်ဆိုတော့ဝိုင်းကဒီဆက်ကလေးကိုသဘောကျတယ်ဝိုင်းလေးနေနဲ့ဆိုလို့ရှိရင်8 out of 10ပေးပါတယ်ဒီဆက်ကလေးကတော့ဝိုင်းလေး Lazada ကမှာတာဘတ်329ဘတ်ပေးရတယ်ပေါ့နော်ပို့ကအပါဒီဘန်ကောက်ကိုပေါ့နော်မြန်မာငွေနဲ့ဆိုတော့4000ကျော်လောက်တော့ကျတယ်ဒါပေမဲ့အခုဒီရဲ့ quality ကိုတော့ဝိုင်းလေးကတော်တော်လေးသဘောကျပါတယ်အဲ့တော့ဝိုင်းလိုမျိုးပဲဆိုရင်ကောက်ချင်တဲ့သူတွေဒီဆက်ကလေးဝယ်မယ်ဆိုရင် recommend ပေးပါတယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်ရှုပေးတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဝိုင်းရဲ့ဗီဒီယိုလေးကြည့်ရှုဖို့အတွက်လည်းဝိုင်းရဲ့ page တွေYouTube ကိုလည်း subscribe လုပ်ပေးထားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်တတာ